တေသွားပြီးတာတော့ကြိုက်တက်တဲ့ငါချီရယ်ဆိုတာကိုရှုံကြရဲ့လားအဲ့ဒီငါကတေသွားပြီးပြီဆိုရင်လည်းသူ့ရဲ့ပါဇက်ကအရာဝတ္ထုတစ်ခုထည့်လိုက်တယ်ဆိုရင်ပြန်ပြီးတော့ကြိုက်တက်တဲ့ခြင်းတစ်ခုရှိခဲ့တယ်အဲ့ဒီငါကကျွန်တော်တို့ရဲ့လက်တွေထည့်လိုက်တယ်ဆိုရင်ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာကိုတော့စဉ်းစားမိရလားဒီငါးရလေးရဲ့နာမည်ကတော့ Warfish လို့ခေါ်ပါတယ်သူကမြောက်အတ္တလန်တိတ်သမုဒ္ဒရာနဲ့အာတိတ်သမုဒ္ဒရာလိုနေရာမျိုးမှာအရန်အေးစိတ်နဲ့နေရာမျိုးမှာတွေ့ရတဲ့ငါးမျိုးစားပါသူ့ရဲ့ရုပ်ခန္ဓာကိုကြည့်လိုက်ရင်ထူးဆန်းပြီးကြောက်စရာကောင်းတယ်လို့အထက်မှာလည်းသွားတွေကလည်းအယိုးလိုက်ရှိနေခဲ့ပါတယ်ပြီးတော့အဲ့အယိုးတွေကလည်းလှပပြီးတော့တည်တည်ချာချာကိုစီနေတဲ့ပုံစံလေးတွေရှိခဲ့ပါတယ်ဒါပေမဲ့ဒီလှပတဲ့သွားတွေနောက်ခင်မှာအရန်ကိုအားပြင်းတဲ့မီးရိုးတစ်စုံရှိနေတယ်အဆုံးပြောရရင်ဒီမီးရိုးတွေကငါးတည်သွားပြီးရင်တော့ဆက်ပြီးတော့လှုပ်နေပါတယ်တိပ္ပပညာရှင်ပြောတဲ့အရာဆိုရင်ဒီ Warfish ရဲ့ခေါင်းကိုယ်တွေကနေတီးတန့်ဖြတ်ထုတ်လိုက်ရင်သူကဆေးပညာရတေဆုံးသွားပြီလို့သတ်မှတ်လို့ရပါမယ်ဒါပေမဲ့သူ့ရဲ့ကြွက်သားတွေနဲ့အောင်ကြောတွေကတော့အခုချိန်အချိန်တော်ကြာတဲ့အထိတက်ဝင်လှုပ်ရှားနေတော့မှာပဲအဲ့ချိန်မှာသူ့ပါဇက်ကိုတစ်ခုခုနဲ့တွားတိုးမိတာတို့အာယုံခံတစ်ခုပေးလိုက်တဲ့တပြန်နဲ့သူကအလိုလျောက်တုံ့ပြန်တဲ့စနစ်ကိုတုံးပြီးတော့ညှစ်ပစ်လိုက်တယ်ကိုက်ပစ်လိုက်တယ်ပေါ့ဒါပေမဲ့ဒါကြောင့်မလို့အဲ့ခေါင်းပြတ်တဲ့ရှိနေတာတော့အနာတော့ကလို့မရတဲ့ငါးမျိုးစားတွေမှာပါတယ်ပို့ပြီးတော့ထူးဆန်းတာပို့ပြီးတော့ကြောက်စရာကောင်းတာကဘာလဲဆိုအသက်အန္တရာယ်ရှိတဲ့ငါးကလူတွေကြားထဲမှာရေပန်းစားနေတယ်ရောဒီငါကဘာလို့လဲဆိုသူ့ရဲ့အသားရည်အလှပရန်ဆွဲဆောင်မှုရှိပြီးအလွန်ကောင်းမွန်လို့တချို့နိုင်ငံတွေဆိုရင်တကယ့်ကိုဇေယျငါးကြီးဖြစ်ကိုမွေးအလူရဲ့စားသုံးနေကြတယ်တီးတော့ကြိုက်တဲ့ငါးအုံမှာအရသာရှိပြန်စားနေကြတဲ့လူတွေကလည်းတကယ်ကိုမလွယ်ပါဘူးเนาะ